မြန်မာသမိုင်းမှာတပွဲမှမရှုံးဘူးတဲ့မိမာယာကြီးကိုလက်ပလာနဲ့တီထောင်ခဲ့တဲ့စစ်ဘီရင်ကြီးတုပ်ကအယုဒ္ဓယမြို့ရိုးဝါမှာရုတ်တရက်ကြီးလဲကျသွားခဲ့။သမိုင်းစာအုပ်တွေထဲမှာတော့အမြောက်ဆန်ကွဲထွက်ပြီးထိမှန်လို့လက်ရွာဆန်တယ်လို့တရားဝင်ရေးမှတ်ကြတယ်။ဒါမဲ့တကယ်ပဲအမြောက်ဆန်ပေါက်ခွဲတာ။ဒါမှမဟုတ်ရင်အယုဒ္ဓယနန်းတွေကပြင်းထန်တဲ့ထိုင်းရိုးရာအောင်လန်းအစီအစဉ်တွေချိန်တာတွေကြောင့်လား။ဒါမှမဟုတ်ကိုယ့်ရဲ့လူယုံတွေရဲ့နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့လောက်ချက်ဒီနေ့မှာတော့မြန်မာသမိုင်းရဲ့အကြီးမားဆုံးဗဟိကြီးတစ်ခုကိုကျွန်တော်တို့အတူတူဖော်ထုတ်ကြည့်ပါအားလုံးပဲမင်္ဂလာပါသမိုင်းဆိုတာအနိုင်ရတဲ့သူပဲရေးတဲ့မှတ်တမ်းတစ်ခုသက်သက်ပဲလားသမိုင်းစာမျက်နှာတွေထဲမှာဖုံးကွယ်ထားတဲ့ကွက်လက်တွေဘယ်လောက်တောင်ကျန်ရှိနေဦးဒီနေ့မှာတော့ကုန်းမောင်မင်းဆက်ကိုတည်ထောင်ခဲ့တဲ့ဗလောင်းမင်းတရားကြီးဦးအောင်စေရရုတ်တရက်လက်ရွာဆန်ခဲ့ခြင်းရဲ့နောက်ွယ်ကဒိုလောတွေးစရာတီယိုရီတို့ပြောပြပေးတော့မှာဖြစ်ပါတယ်။မြန်မာရာဇဝင်တွေထဲမှာတော့1960ခုနှစ်ဆိုရီးယားရုတ်တရက်ကိုတွားရောက်တိုက်ခဲ့တဲ့စစ်ပွဲမှာမြို့ကိုဝန်းရထားတော့မှဘရင်ကိုယ်တိုင်အမြောက်သွားပြစ်ရာကနေအမြောက်ပြောင်းကွဲပြီးတော့ပြင်းထန်တဲ့ဒဏ်ရာရတယ်။အဲ့ဒီဒဏ်ရာနဲ့ပဲအပြန်လန်းဘုဒ္ဓမမျိုးအနီးကင်းရွာမှာလက်ရွာဆန်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ဒီနေရာမှာမိကုန်းထုတ်ကြရအများကြီးရှိလာပါတယ်။စဉ်းစားကြည့်ပါမယ်သူ။မိုးဆိုးဘူရွာကနေထင်းနှန်းစီတင်ရလာတဲ့အထိတစ်သက်လုံးစစ်တိုက်လာတဲ့သေရေးလူကအလွန်ကျွမ်းကျင်တဲ့စကဲကြီးတယောက်ကအမြောက်ပြောင်းကွဲထွက်နိုင်လောက်တဲ့ဆိုတဲ့အနေအထားမျိုးရန်အချိုးစားပါရွေ့နေတာမျိုးမခံမနိုင်ဘူးလား။ဒီတစ်ပတ်အနေနဲ့ဘာလို့အနေနဲ့များတဲ့အမြောက်ကိုယ်တိုင်သွားပြရလဲ။တက်တော်ဆောင်နေမြောက်တက်မှုတွေကဘာလုပ်နေကြလဲဒီချက်ကပဲသမိုင်းပညာရှင်တွေနဲ့သူတည်ကြကြားထဲမှာအမြောက်ကွဲတာရောဟုတ်ရလားဆိုတဲ့တန်တရားကိုစတင်မွေးဖွားပေးခဲ့ရပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကလူရရမှတ်တမ်းနေမှာမြန်မာပြည်ကအမြောက်ဆန်မှန်တာမဟုတ်ဘဲနဲ့အပြင်းထန်တာမချမ်းဖြစ်ပြီးတော့ပြန်ဆုတ်သွားတယ်လို့ဆိုထားပါတယ်ဒီနေရာမှာ conspiracy theory တစ်ခုထွက်ပေါ်လာပါတယ်အဲ့ဒီအချိန်မှာရုတ်တရက်မြို့တော်ကမြန်မာတပ်တွေရဲ့ဝိုင်းရထားမှုကိုပြင်းထန်ခံနေရပြီးတော့လက်နက်အင်အားလူအင်အားနဲ့ရင်ဆိုင်မှုမဖြစ်နိုင်တော့တဲ့အနေအထားပါဒီတော့သူတို့ရဲ့နောက်ဆုံးလက်နက်ဖြစ်တဲ့ဆိုင်ယာဆက်လို့ခေါ်တဲ့အလုံးပြင်းထန်တဲ့ထိုင်းရိုးရာအော်လန်အစီအရင်တွေကိုတုံးခဲ့တယ်လို့ဗဇက်ရာသူတွေကဆိုပါတယ်ထိုင်းနိုင်ငံရဲ့ရှေးဟောင်းရိုးရာယုံကြည်မှုတွေမှာရန်သူစစ်သူကြီးကိုအဝေးကနေတွေးအံပြီးထိဆုံးနေနိုင်တဲ့ဒါမှမဟုတ်ရင်ရုပ်တရက်အပြင်းထန်ယောဂဝိညာဉ်ရရှိနေနိုင်တဲ့ပြေဝက် AI လက်ပွဲတွေချိန်သာတိုက်တဲ့အစီအရင်တွေရှိခဲ့ပါတယ်ရုတ်တရက်မျိုးရိုးကိုကာကွယ်ဖို့အတွက်လန်ဒင်ပရောဟိတ်တွေမျိုးတကားတွေမြေကြီးတွေအောက်မှာအပြင်းထန်ဆုံးသောချိန်သားတွေမြုပ်နှံခဲ့တာအလောင်းမင်းတရားကြီးကဒီအောက်လန်းပညာတွေရဲ့အဟုန်ကြောင့်ရုတ်တရက်ကြီးလဲကျသွားတာအမြောက်ကွဲတယ်ဆိုတာကရောတကယ်တော့ဘီရင်ကြီးရုတ်တရက်အပြင်းထန်သွေးအံပြီးလဲကျသွားတော့တပ်သားတွေကစိတ်တမကြအောင်ဒါမှမဟုတ်အောက်လန်းပညာတွေကြောင့်ဆိုတာကိုဖုံးကွယ်ခြင်းလို့အမြောက်ဆန်မှန်နေဆိုပြီးလမ်းတွင်အရာရှိတွေကဇလန်းစင်ဖုံးကွယ်ခဲ့တာများလားတကယ်ရုပ်ပိုင်းဆိုင်ရာတရားထက်မျက်စိနဲ့မမြင်ရတဲ့နာမ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတွေကြောင့်မြမစစ်ဘီရင်ကြီးကြာဆုံးခဲ့ရတာလားဆိုတာကတော့ဒီနေ့ထိညှင်းခုန်လို့ကောင်းတဲ့ theory တစ်ခုဖြစ်နေသေးပါဒါပေမဲ့မိတ်ဆွေတို့ဒီဇလန်းကဒီမှာမပြီးဆုံးနေပါဘူးအမြောက်ဆန်လားထိုင်းရိုးရာအောင်လန်းပညာလားညင်းနေကြတဲ့အချိန်မှာနောက်ထပ်ကြောက်စရာအကောင်းဆုံးနဲ့ဖြစ်နိုင်ခြင်းရှိဆုံး theory တစ်ခုချက်မှတည်အဲ့ဒါကတော့ရန်သူလက်ချက်မဟုတ်ဘဲနဲ့နေပြီးတော့မှကြံခဲ့တဲ့သားတော်တွေရဲ့နန်းတွင်ရေးအာဏာလူပွဲကြောင့်နောက်ကျောကိုဓာတ်နဲ့ထိုးခံရတဲ့လောက်ကျန်မှုများလားဆိုတာပါပဲဒါမှမဟုတ်အစိတ်ကခံရတာများလားရန်သူဆိုတာမျိုးရိုးအပြင်ဘက်မှာအဝေးကြီးမှာရှိနေတာမဟုတ်ဘဲနဲ့ကိုယ်နောက်ကျောတဲမှာကိုယ့်ရဲ့တဲနန်းထဲမှာရှိနေနေလောင်မင်းတရားကြီးစိတ်ဆုံးမှုမှာမြောက်ကွဲတာဂျိုးရီယာအောက်လန်းပညာတွေထပ်ပို့ပြီးကြောက်စရာကောင်းတဲ့ theory တစ်ခုရှိပါအဲ့ဒါကတော့ထိနှံအာဏာအတွက်ကိုယုံကြည်ရဆုံးသူတွေချီရလာတဲ့စိတ်တစ်ခွက်ပါမြမစစ်ဘီကြီးကြာဆုံးခဲ့ရတာကအမြောက်ဆန်ကြောင့်လားထိုင်းရိုးရာဆိုင်ရာဆက်ခေါ်တဲ့အော်လန်ချိန်သားတွေကြောင့်လားဆိုတာကိုကျွန်တော်တို့ဆွေးနွေးခဲ့ကြပါတယ်အခုသမိုင်းသူတွေရဲ့ conspiracy theory စိတ်ဝင်စားသူတွေကြားထဲမှာအငြင်းပွားစရာအကောင်းဆုံးဖြစ်တဲ့နန်းတွင်အစိတ်ကလောက်ကျန်မှုဆိုတဲ့အကြောင်းအရာကိုအသေးစိတ်ဖွဲ့ချမ်းစိတ်ပြကြည့်ကြပါတချို့သောမှတ်တမ်းဟောင်းနေတဲ့ထိုင်းဘက်ကသမိုင်းတွေမှာလောင်မင်းတရားကြီးကအမြောက်တန်ရမဟုတ်ပဲရုတ်တရက်အပြင်းထန်နာမကျန်းဖြစ်ပြီးဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်တချို့ကတိုးဝမ်းကယောဂ
တချို့ကဝါယူပြန်ယောဂစသဖြင့်မျိုးမျိုးရေးကြပါတယ်။ဒါပေမဲ့ conspiracy theory သမားတွေကမေးထုတ်ကြပါတယ်။ဖုံးလည်ုံနဲ့ပြည်တော်ပြီးတော့ကျမ်းမာရေးကောင်းမွန်တဲ့ဘီရင်တစ်ပါးကစစ်မြေပြင်မှာဘာလို့ရုပ်တရက်ကြီးတွေးရတဲ့သတိလည်ပြီးလဲကျသွားတာ။ဒီလက္ခဏာတွေကတကယ်တော့သဘာဝယောဂမဟုတ်ပဲစိတ်ကခံရတဲ့လက္ခဏာတွေနဲ့အလုံးတူးမနေဘူးလား။အထူးသဖြင့်တဖြည်းဖြည်းချင်းစိတ်တက်စေတဲ့အပိန်ထွက်ပစ္စည်းစိတ်မျိုးဒါမှမဟုတ်ဒေသခံအစိတ်မြစ်တွေကိုဘီရင်ကြီးရဲ့တောက်တော်ကြီးဒါမှမဟုတ်ပွဲတော်တဲတဲ့အစားအစာတွေမှာနေတိုင်းနည်းနည်းချင်းထည့်သွင်းခံခဲ့ရတာများလား။ဂျာသွင်းမှုတစ်ခုကိုစုံစမ်းရင်ဒီလိုတည်သွားလို့ဘယ်သူကအမျက်ထွက်မလဲဆိုတာကိုအရင်ဆုံးကြည့်ရပါ။အလောင်းမင်းတရားကြီးလက်ရွာဆိုင်အမျက်အထွက်ဆုံးကတိုင်းပြည်ကိုထိနှက်ဆက်ခံမဲ့သူတွေပါပဲ။အဲ့ဒီချိန်မှာကုန်းမောင်တန်းတွင်မှာအာဏာပြိုင်ဆိုင်မှုတွေအစာပြုံးနေပါ။သားတော်ကြီးနောင်တော်ကြီးမင်းကနေပြီးတော့ရွှေဘုံမှာကျန်ခဲ့ပြီးတော့ဒုတိယသားတော်စိတ်မြူရှင်မြေတူးမင်းကခမဲတော်နဲ့စစ်မြေမှာရှိနေပါတယ်။စစ်တပ်ရဲ့အင်အားကိုဖိုင်တွယ်ထားတဲ့သဘုံတွေဒါမှမဟုတ်နန်းတွင်းကအာဏာလိုလားတဲ့မူးမတ်တွေကဘီရင်ကြီးကိုအမြင်ဖယ်ရှားဖို့စစ်မြေမြေကြီးလိုက်လာပြီးအကွက်စင်လုံးကျန်ခဲ့တာများလား။ဒါကသမိုင်းမှာအဖြစ်မထွက်သေးတဲ့အကြီးမားဆုံးတန်တရားပါ။ငယ်လို့အစိတ်ခက်ခံရတာမှန်မယ်ဆိုရင်ဒီကိစ္စတစ်ခုလုံးစစ်တပ်တက်လုံးတည်သွားရင်တက်တွင်းပုံစံမှုတွေအကြီးအကျယ်ဖြစ်လာနိုင်ပါတယ်။ဒါကိုတားဆီးဖို့အတွက်အကောင်းဆုံးပုံစံမှုကပါတယ်။အဲ့ဒါကတော့အမြောက်ပြောင်းကွဲပြီးတရားရသွားဆိုတဲ့ဇာတ်လမ်းမှာစစ်မြေပြင်မှာအမြောက်ကွဲတယ်ဆိုတာဖြေရုပ်ဖြစ်တဲ့တာမန်တစ်ခုလိုဖြစ်နေတာမို့စစ်သားတွေကတန်တရားဝင်မဟုတ်ပါဘူး။ဘီကြီးတရားပြေးထန်လို့တက်ဆုပ်ရတယ်ဆိုရင်တပ်မတော်တစ်ခုလုံးကပြစ်မမြင်တဲ့ပြင်သစ္စာရှိရှိစီစီလုံးလုံးချုပ်ခွာသွားကြမှသိကြပါတယ်။ဒါပေမဲ့အမြောက်တန်ကွဲတယ်ဆိုတာတကယ်လူသက်သမားတွေကသူတို့ရဲ့လောက်ရက်ကိုပုံကွယ်ဖန်တီးခဲ့တဲ့ဇလန်တစ်ပုဒ်သက်သက်ပြန်ဖြစ်နေတယ်။ဘလောင်မင်းတရားကြီးကသူတီထောင်ခဲ့တဲ့ရွှေဘုံနေပြီးတော့ပြန်မရောက်နိုင်တော့ပဲလမ်းကူလက်ဘုဒ္ဓမမျိုးအနီးကျင်းရွာမှာပဲခန္ဓာဝင်ချသွားခဲ့ပါ။သူ့ရဲ့နောက်ဆုံးထွက်တာမှာဘာတွေမှကြားခဲ့သူ့ကိုဒုက္ခပေးခဲ့တဲ့တကယ်လူသက်သမားကိုသူတည်သွားခဲ့ရတယ်ဆိုတာကတော့သူ့ရဲ့ယုံလောင်းတဲ့သူတမိုင်းနဲ့မှထာဝရနှိမ့်မြုပ်သွားခဲ့ပါဒါပေမဲ့ဘရင်ကြီးလက်ရွာဆံပြီးနောက်ပိုင်းရွှေဘုံကိုပြန်တည်သွားတဲ့ဘရင်ကြီးရဲ့ရုပ်အလောင်းတည်ယူခီးစဉ်မှာနောက်ထပ်ထိတ်လန့်ဖွယ်ရာလှည့်ဝက်ချက်တွေအများကြီးရှိနေသေးတယ်ဆိုတာကိုမိတ်ဆွေတို့သိပါသလားမိတ်ဆွေတို့စိတ်ထဲမှာဘယ်တီယိုရီကပုံပြီးဖြစ်နိုင်ခြင်းများတယ်လို့ထင်အမြောက်ကွဲတာလားလူတွေကအောင်လန်းပညာလားဒါမှမဟုတ်ရင်နန်းတွင်အစိတ်ခတ်လောက်ချင်ပူပြင်းတဲ့နေရာဒီမှာလက်ရွာဆန်သွားတဲ့ဘရင်တစ်ပါးရဲ့ရုပ်အလောင်းကိုအသက်ရှင်နေသေးတဲ့ဟန်ဖန်တီးပြီးတော့တရင်ပတ်ပေါင်းများစွာလျှို့ဝှက်တင်ဆောင်လာရတယ်ဆိုတဲ့အဖြစ်အပျက်ကိုမိတ်ဆွေတို့မြင်အောင်ကြည့်ဘူးပါသလားအလုံးပိတ်ထားတဲ့ဝေါ်ရင်ကြီးတွေကနေထွက်ပေါ်လာမယ်အနံ့တက်တွေကိုဘယ်လိုများဖုံးကွယ်ခဲ့ကြအာဟာတက်တွင်းစိတ်ဓာတ်ကြဆင်းအောင်လုပ်ခဲ့တာလားဒါမှမဟုတ်ရင်လောက်ကျန်သူတွေကနေပြီးတော့မှအာဏာသိမ်းဖို့အချိန်ဆွဲနေခဲ့တာလားဒီနေ့မှာတော့အလောင်းမင်းတရားကြီးရဲ့နောက်ဆုံးခီးစဉ်နဲ့ကုန်းမောင်သက်ကိုနှောင်းမှုသွားခဲ့တဲ့ချိန်သားတွေချောင်းကိုဖော်ထုတ်သွားပါဇသိမ်းပိုင်းမှာတော့မော်တမမျိုးအနီးကင်းရွာမှာလက်ရွာဆန်သွားခဲ့တဲ့ဘီရင်ကြီးကိုရွှေဘုံနေပြီးတော့အထိဘယ်လိုပေးဆန်ဆန်တည်ဆောင်ခဲ့လဲဆိုတာနဲ့သူ့ရဲ့တည်ဆုံမှုကနေစတင်ခဲ့တဲ့ကုန်းမောင်နဲ့တဲ့ရဲ့တွေးထွက်တန်ရုံအာနာလူပွဲတွေအကြောင်းကိုတော်တော်တွေးကြရတဲ့ပြင်ဆက်ပြီးတော့မှာတမိုင်းမှတ်တမ်းတွေရလောင်းမင်းတရားကြီးကင်းရွာမှာလက်ရွာဆန်သွားတဲ့အခါတပ်မှုကြီးတွေကဒီသတင်းကိုတပ်မတော်တစ်ခုလုံးမသိအောင်နှိုးဝှက်ထားခဲ့ပါတယ်ဘီရင်ကြီးအသက်ရှင်ရရှိနေသေးတဲ့ဟန်ယောဂဝိညာဉ်ခံစားနေရတဲ့ပြုလုပ်ပြီးတော့အလောင်းပိတ်ဝေါ်ရင်ကြီးတဲ့တည်ဆောင်ခဲ့ကြပါတယ်။နေ့စဉ်နေ့တိုင်းတောက်တော်ရည်တွေ900ပွဲတော်အုပ်တွေဝေါ်ရင်တွေကိုပုံမှန်ဝင်ပို့နေတဲ့အောင်ဟန်ဆောင်ခဲ့ကြပါ။လန်ကီမှာလည်းဘရင်ကြီးအမိန်ပေးနေတဲ့အောင်စာချုပ်တွေကိုဖတ်တယ်လို့တည်ဆောင်ခဲ့ကြပါ။ဒါပေမဲ့ conspiracy သမားတွေကမင်းကုန်းထုတ်ပါ။ဒါကတက်မတော်စိတ်ဓာတ်မကြအောင်ရန်သူတွေလိုက်မတိုက်နိုင်အောင်ကာကွယ်တာတက်ပဲလား။ဒါမှမဟုတ်ရင်အစိတ်ခတ်လောက်ကျန်သူတွေကနေပြည်တော်မှာရှိတဲ့သားတော်ကြီးနောင်တော်ကြီးမင်းစီကိုသတင်းမပေါက်ကြခင်သူတို့ရဲ့အာဏာစက်ကိုခိုင်မာအောင်အချိန်ဆွဲနေခဲ့တာများနောက်ဆုံးတော့ရွှေဘုံနေပြည်တော်ကိုသတင်းရောက်သွားပါတယ်လောင်မင်းတရားကြီးလက်ရွာဆန်းကြောင်းကြီးညာလိုက်တာနဲ့တပြိုင်နက်တည်းပဲထက်မှာကျွန်တော်ပြောပြခဲ့တဲ့ရိုးရီးယားအော်လန်ဒီပညာချိန်တော်ဟာအသက်ဝင်လာသလားလို့တော့ထင်ရလောက်အောင်ကုန်းမောင်နန်းတွေကတွေးချောင်းကြည့်ပါတော့အလောင်းမင်းတရားကြီးရဲ့နောက်ဆုံးတည်တန်းစာကငါသားတော်တွေအစင်လိုက်ညီကိုအစင်ဆက်နန်းဆိုင်ရရမယ်ဆိုတာပါဒါပေမဲ့သူမရှိတော့တာနဲ့တကယ်နဲ့သားတော်တွေကတက်မှုတွေချမှာအယုံကြည်ကင်းမဲ့မှုတွေပုံကံမှုတွေအချင်းချင်းစတင်มาတော့သားတော်စင်ပြရှင်မင်းအားဆိုရင်ဖခင်ရဲ့ဂရီကိုဖောက်ပြပြီးတော့ညီတော်ပရုံမင်း
ဘိုးတော်ဘုရားကိုကြော်ပြီးတော့သူ့ရဲ့သားစင်ကူးမင်းကိုလမ်းတင်ခဲ့ပါအဲ့ဒီဂရီးဖောက်ပြမှုရဲ့အကျိုးဆက်ကဘာဖြစ်သွားလဲအရင်ဗီဒီယိုမှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပေါင်းကားသားမောင်မောင်ရဲ့9ရက်တာနန်းသက်ရှိတဲ့အာဏာသိမ်းပွဲနဲ့ဗရုံမင်းရဲ့တံမြန်အာဏာသိမ်းပွဲတွေဖြစ်ပေါ်လာပြီးတော့စင်ကူးမင်းရောပေါင်းကားသားပါဒီပါအိတ်နဲ့ရေးချပြီးကွက်မြက်ခံခဲ့ရပါဒီ theory ကအလောင်းမင်းကြီးကတာမန်အမြောက်ကွဲတာမဟုတ်ဘဲနဲ့တဝက်လောက်ကျန်ခံခဲ့ရတာဒါမှမဟုတ်လို့ရှိရင်ပြင်းထန်တဲ့ချိန်သာတိုက်ခံရတာဖြစ်မယ်ဆိုရင်အဲ့ဒီမကောင်းတဲ့အငွေ့သက်တွေကကုန်းမောင်သက်တစ်လျှောက်လုံးကိုအရင်ပဲကြီးလို့လွှမ်းမိုးသွားခဲ့တာမျိုးလမ်းတက်တဲ့ပြည်နိုင်နေပါဆွေမျိုးချင်းချင်းပြန်တက်ရတဲ့အဖြစ်ဆိုးတွေကဒါတွေကိုတက်တည်ပြနေသလားဆိုတာစဉ်းစားကြရပါဘူး။လောင်မင်းကြီးဦးအောင်စရာရဲ့အယိုးအိုးကိုပိတ်မှန်ကိုဒီကနေ့တိုင်ရွှေဘုံမြို့မှာတွေ့မြင်နိုင်ပါသေးတယ်။ဒါပေမဲ့အဲ့ဒီကိုပိတ်မှန်ထဲမှာတော့သူ့ရဲ့ရုပ်အလောင်းနဲ့တူဘလို့ထိတ်လန့်ဖွယ်ရာလျှို့ဝှက်ချက်တွေကိုတူတူမြုပ်နှံထားခဲ့ရတယ်ဆိုတာကတော့သမိုင်းစာမျက်နှာတွေထက်မှာအာဝရအဖြစ်မထွက်နိုင်တဲ့ဗဟိရီတစ်ခုဖြစ်ကြံ့ရင့်နေအောင်မှသိကြပါမိတ်ဆွေတို့ကအခုဇလန်းဆုံးသွားတဲ့အချိန်မှာမြောက်ပွဲတာလူရအောင်လန်းချိန်သားနဲ့လမ်းတွင်းအစိတ်ကလောက်ချဒီသုံးခုတွေကဘယ်ရာကအမှန်တရားဖြစ်နိုင်ဆုံးလဲဆိုတာကွန်မန့်မှာဝင်ရောက်ဆွေးနွေးညှိခုံပြီးထားကြပါနောက်ထပ်ဗီဒီယိုတွေကမှလည်းမိတ်ဆွေတို့သိချင်တဲ့သမိုင်းလျှို့ဝှက်ချက်တွေရှိရင်လည်းတောင်းဆိုခဲ့နေပါတယ် channel လေးကိုလည်း like and subscribe လုပ်ထားပြီးတော့တောင်းဆိုချင်ပါတယ်ဆုံးထိနားဆင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ကြပါ